ကိုစကားပြောခြင်းလူပညာလူသည်စကားလုံးသင်္ကေတများဖြင့်တွေးတော၏ဤကဲ့သို့တိတ်ဆိတ်သောအတွေးများသည်ကိုစကားပြောခြင်းနှင့်အတူတူပင်ဖြစ်ပါသည်တခါတရံသူသည်တယောက်တည်းရှိသောအခါကျဲလောင်စွာစကားပြော၏တိတ်တိတ်ဆိတ်ဆိတ်ဖြစ်စေကျဲလောင်လောင်ဖြစ်စေသူကိုယ်သူစကားပြောခြင်းသည်စိတ်ကူးညံထက်သန်၏ရင်းအချက်ကသူ့အနေထားသူ့ဖြစ်ရပ်ကိုဖန်တီးပေသည်သူတစ်ပါးကသူ့ကိုပြောသောစကားထက်သူ့ကိုယ်သူပြောသောစကားကပို၍အရေးပါသည်လူတို့၏ဘဝကိုသူ့ကိုယ်သူပြောသောစကားလုံးများကပုံသွင်းပေးပါသည်လူတစ်ယောက်သည်သူ့ကိုယ်သူမြှောက်ပင်ရည်လည်းပြောနိုင်သည်နှိမ်ချရည်လည်းပြောနိုင်သည်ပျော်ရွှင်အောင်လည်းပြောနိုင်သည်စိတ်ချမ်းမြေ့အောင်လည်းပြောနိုင်သည်ရှုံးနေအောင်လည်းပြောနိုင်သည်အောင်မြင်အောင်လည်းပြောနိုင်သည်ကောင်းကင်ဘုံရောက်အောင်လည်းပြောနိုင်သည်ငရဲရောက်အောင်လည်းပြောနိုင်သည်ကိုတနာသည့်စကားအမျက်ခံအရှုံးပေးသည့်စကားတစ်ဖက်သားကိုဖြစ်မြင်သည့်စကားအကျိုးမဲ့သည့်စကားကြောက်လန့်ဆိုးရင်စိတ်ပြည့်မျှော်လင့်ချက်မဲ့သည့်စကားနောက်ဆုံးလက်လျှော့သည့်စကားများသည်ကိုအပိုင်းပိုင်းဆုပ်ဖြဲ၍ကိုအနာဂတ်ကိုအစိတ်စိတ်ကွဲကြည့်စေပါသည်လူသည်ရင်တွင်စကားပြောမှု၏အရေးပါမှုကိုအားပေးမြင့်တင်သောစကားလုံးများဖြင့်ပြောင်းလဲခြင်းဖြင့်ဘဝကိုအသွင်ပြောင်းနိုင်သည်ဘဝကိုကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်သည့်တတိနှင့်ယုံကြည်မှုရှိရန်လူသည်မိမိမူလစိတ်ကိုပြောဆိုအသွင်ပေးနိုင်သည်စိတ်အားငယ်မှုစိတ်ပြတ်မှုတို့မှလွတ်မြောက်ရန်လူသည်မိမိကောင်းကွက်များကိုတွက်ချက်ပြောဆိုနိုင်ပါသည်အခက်အခဲနှင့်အားနည်းချက်များကိုရဲရင်သည့်စိတ်ဓာတ်နှင့်လက်ခံသိမ့်ပိုက်နိုင်အောင်ကိုဖြောင်းပြပြောဆိုနိုင်ပါသည်သူ၏တာဝန်နှင့်လှုပ်ဆောင်ခွင့်များကိုအခွင့်အလမ်းနှင့်အားသာချက်များအဖြစ်အမြင်သစ်ဖြင့်ရှုမြင်နိုင်ရန်ကိုဖြောင်းပြပြောဆိုနိုင်ပါသည်ဘဝ၏လှပခြင်းစက်တည်ရှိခြင်းအံ့ဖွယ်ကောင်းခြင်းတို့အားကိုပြောခြင်းဖြင့်ဘဝသည်အလင်းသစ်များဖြင့်တောက်ပလာပါလိမ့်မယ်မိမိအိမ်မက်များမျှော်လင့်ချက်များရည်မှန်းချက်များအားကိုပြောနိုင်ပါသည်ဤသို့ပြောခြင်းဖြင့်ဤကဘာတွင်မိမိအတွက်နေရာတနေရာရှိသည်မိမိမှာလှုပ်ဆောင်စရာအရေးကြီးအလုပ်တစ်ခုရှိသည်ဟုတေချာခံယူလာစေပါသည်ကိုစကားပြောသည့်နည်း၌ကိုလွှမ်းမိုးရန်ပြင်းထန်သည့်အင်အားရှိသည်မိမိစကားသည်မိမိဘဝကိုတည်ဆောက်နိုင်သည်ဖြိုဖျက်နိုင်သည်မိသူမျှတင့်ကိုတင့်ထက်ပို၍အကြံကောင်းမပေးနိုင်ဟုစီဇာရိုကဆိုပါသည်